မိဘပြည်သူများကနိုင်ငံတော်အစိုးရအနေနဲ့ပြည်သူလူထုရဲ့အဓိကလိုအပ်ချက်တွေကိုထိရောက်စွာပြည့်စုံပေးနိုင်ရင်တွက်လက်တဲ့အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာစေရင်လည်းပြည်သူလူထုရဲ့လူမှုစီးပွားဘဝတွေမြင့်မားတိုးတက်လာစေဖို့အတွက်ကိုရက်တရစီမံချက်ကိုရေးဆွဲပြီးတော့ဦးစားပေးအနေနဲ့အကောင့်ထဲဖော်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာအခုဆိုရင်တော့နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဟာအစိုးရသစ်ဖြစ်တာဝန်ယူပြီးတော့သတ်မှတ်ထားတဲ့ရက်ပေါင်း100ကာလအတွင်းမှာဝန်ကြီးဌာနအလိုက်ဌာနအသီးသီးရဲ့ကဏ္ဍအလိုက်မှာစီမံချက်ရေးဆွဲဆောင်ရွက်ချက်တွေဟာပြည်သူလူထုအကျိုးစီးပွားအတွက်ကိုဘယ်လောက်အထိအကျိုးပြုစေခဲ့ပြီလဲဘာတွေတိုးတက်ပြောင်းလဲစေခဲ့ပြီလဲဆိုတော့သုံးသပ်ပြီးတော့ဒီကနေ့မှာနိုင်ငံတော်အခြေပြမိန့်ခွန်းကိုပြောကြားသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အားမိန့်ခွန်းပြောကြားပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့တကွပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုအစိုးရအဖွဲ့ဝင်များပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားမိဘပြည်သူများအားလုံးကိုယ်စိတ်နှပြကျမ်းမှချမ်းသာကြပါစေကြောင်းဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်ဥဆောင်တဲ့အစိုးရအဖွဲ့သစ်နိုင်ငံတော်တာဝန်များကိုစတင်လွှဲပြောင်းယူခဲ့တာဟာဒီနေ့မှာရက်ပေါင်း100ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ရက်ပေါင်း100ကာလဟာကျွန်တော်တို့အစိုးရအဖွဲ့တဲ့သမကနိုင်ငံတော်အတွက်ပါအလွန်အရေးကြီးတဲ့အခြေခံအုတ်မြစ်များချမှတ်နိုင်ခဲ့တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့ကျွန်တော်တို့အစိုးရအဖွဲ့ပေါ်မှာပြည်သူများရဲ့ယုံကြည်အားကိုးမှုကိုအလေးထားသောအပြင်ဒီရက်ပေါင်း100အတွင်းဦးစားပေးလုပ်ငန်းစဉ်တွေကိုအစွမ်းကုန်ကြိုးပမ်းအကောင့်တွေဖော်ဆောင်ရွက်ခဲ့ပါတယ်ငြိမ်းချမ်းတဲ့ပတ်သက်လို့နိုင်ငံရေးရသဘောထားကွဲလွဲမှုများကြောင့်လက်နက်ကလမ်းစဉ်ကိုရောက်ရှိနေသူတွေကိုဥပဒေဘောင်တွေပြန်လည်ဝင်ရောက်လာဖို့နဲ့ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးနိုင်ဖို့တဲ့ဒီရက်ပေါင်း100အတွင်းမှာအချိန်ဟုန်နဲ့ဆောင်ရွက်ခဲ့ပြီးငြိမ်းချမ်းရေးတကားကိုလည်းထာဝရဖွင့်လှစ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ငြိမ်းချမ်းရေးတကားကိုထာဝရဖွင့်လှစ်ထားရှိသည်ဆိုတဲ့ခံယူချက်နဲ့ဒိုင်းတလက်တကိုင်အဖွဲ့ EAO အားလုံးကိုတွေ့ဆုံဆွေးနွေးဖို့အမြိုက်ဖိတ်ခေါ်နေပါတယ်
NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့မထိုးရသေးတဲ့အဖွဲ့တွေအားလုံးမြည်သည့်ကြိုတင်ကန့်သက်ချက်ကိုမှမထားဘဲပြည်စုံဆွေးနွေးကြဖို့ EAO တွေကိုငြင်းချရေးအတွက်ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ဒါကြောင့်လည်းတိုင်းဒေသနဲ့ကအဖွဲ့အစည်း73ဖွဲ့တို့နဲ့တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ယနေ့ချိန်ကကျွန်တော်နိုင်ငံသားတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အခြေခံအုံမှုဖြစ်တဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့စက်မှုစီးပွားကဏ္ဍများဟန်ချက်ညီပေါင်းစပ်တွန်းတင်ရမယ်အရေးကြီးတဲ့ကာလလေးဖြစ်ပါတယ်။ကျွန်တော်နိုင်ငံလူဦးရေ30%ကျော်ဟာမြို့ပြမှနေထိုင်ကြပြီး90%ခန့်ကတော့ခြေတဒေသမှာနေထိုင်ကြတာဖြစ်ပါတယ်။ဒါ့အပြင်15နှစ်နဲ့အထက်နိုင်ငံလူဦးရေရဲ့45%ခန့်ကတော့စိုက်ပျိုးရေးမွေးမြူရေးတစ်တောနဲ့ရေထွက်ကုန်လုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ကြီးလက်ဒေသတွေပြည်သူတွေရဲ့စီးပွားရေးကိုမြင့်တင်ဆောင်ရွက်ပေးမှသာသူတို့ရဲ့ဝင်ငွေတိုးတက်လာပြီးလူမှုစီးပွားဘဝတွေတိုးတက်လာမှာလည်းဖြစ်ပါတယ်။ဒါကြောင့်စိုက်ပျိုးမှုပြည်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်းအလေးထားဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်စိုက်ပျိုးကဏ္ဍကိုကြည့်မယ်ဆိုရင်တမယိုးကျစိုက်ပျိုးရေးစနစ်ကနေခိမီစက်မှုလေယာစနစ်ကိုကူးပြောင်းနိုင်ဖို့အတွက်အစိုးရအနေနဲ့အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ကျွန်တော်တို့အစိုးရအနေနဲ့စားရိတ်ခါအတွက်အဓိကကျတဲ့စံစဘာကိုလင်မီအားလုံးမှာပန်းနဲ့ထွန်တို့ရရှိအောင်စိုက်ပျိုးစေပြီးပြည်တွင်းစားသုံးမှုဖူလုံရန်တမကပြည်ပကိုစံစဘာတင်ပို့မှုမြင့်မားတဲ့အခြေအနေကိုပြန်လည်ရောက်ရှိအောင်ကြိုးစားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒါ့အပြင်မြန်မာပေါ်ဆန်းတခေတ်ဆန်းရမည်ဆိုတဲ့ညွှန်မှချက်ထားပြီးကြိုးစားလှုပ်ဆောင်နေပါတယ်။ပထမအဆင့်အနေနဲ့ပြည်ပကိုနှစ်စဉ်စံတန်ချိန်3 သန်းတင်ပို့နိုင်ရေးအတွက်ပြည်ပဈေးကွက်လိုအပ်ချက်တဲ့ကိုက်ညီတဲ့အရေးသွေးကောင်းစဘာမျိုးတွေကိုဒုချက်စိုက်ပျိုးထုတ်လုပ်ဖို့နဲ့မျိုးလိုက်စဘာစဧက 3.5 သိန်းထပ်မံတိုးချက်စိုက်ပျိုးနိုင်မဲ့အစီအမံတွေကိုလည်းဆောင်ရွက်နေပါတယ်။ဒုတိယအဆင့်မှာတော့နှစ်စဉ်စံတန်ချိန်5 သန်းအထိတင်ပို့နိုင်အောင်ရည်မှန်းဆောင်ရွက်နေပါတယ်။လက်ရှိမှာပေါ်ထန်စဘာကိုစုစုပေါင်းစဧက 1.3 သန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီးမြန်မာပေါ်ဆန်ဖိုရန်ဒီကိုလည်းနှစ်စဉ်မပြတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍမြင့်တင်နိုင်ဖို့အတွက်အဓိကကြတဲ့မျိုးမြေရေနီးစတဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းမြင့်တင်ပြီးတော့မှမျိုးပလာစိုက်ပျိုးရေးကနေစနစ်တကျစိုက်ပျိုးရေးစက်မှုလျာစိုက်ပျိုးရေးကိုကူးပြောင်းပြီးတော့ပြည်သူ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့မျှော်မှန်းထားကြောင်းလည်းပြောကြားလိုပါတယ်။ဓမ္မတာပြည်တွင်းဖူလုံမှုစားရိတ်ခလုံခြုံမှု food security ကိုအမခံနိုင်မှာလည်းဖြစ်ပါတယ်။ဒါပြင်ကျွန်တော်တို့နိုင်ငံဟာဒေသတွင်းနိုင်ငံတွေတသမကကမ္ဘာစားနပ်ရိက္ခာကိုဖြည့်တင်းပေးနိုင်တဲ့အဓိကနိုင်ငံတွေထဲမှာပါဝင်လာနိုင်ဖို့ကမ္ဘာစပယ်ကြီးနိုင်ငံဖြစ်လာစေဖို့ရည်မှန်းကြိုးပမ်းလှုပ်ဆောင်နေကြောင်းလည်းပြောကြားလိုပါတယ်။ပြည်တွင်းစားသုံးစီဖူလုံရေးနဲ့ပတ်သက်ပြီးစီရတိနံတွေဖြစ်တဲ့မြေပဲနှံနေကြတို့ကိုအထူးဆုံး12ခုတတ်မှတ်ပြီးတော့ဒီကထွန်းတိုးတက်ရေးနဲ့ပန်းနဲ့ထွန်းတို့ရရှိလို့လည်းအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေပါတယ်။ဆိုအနေနဲ့စက်မှုကုန်ကျန်းသီးနှံတွေဖြစ်တဲ့ rubber ဝါစတာတွေကိုတိုးချက်စိုက်ပျိုးဖို့ rubber ကိုပြည်တွင်းမှာအရေးသေးရှိထုတ်လုပ်ဖို့တဲ့စီစဉ်ဆောင်ရွက်နေပါတယ်။ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေဖို့လည်းစီမံကိန်းချမှတ်ဆောင်ရွက်နေတာဖြစ်ပြီးလက်ရှိဝါမျိုးသွင်းစိုက်ဧက 9.5 သိန်းခန့်စိုက်ပျိုးလက်ရှိနေပါတယ်။တောင်သူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းပေါ်မှာမူတည်ပြီးဝါစဧကကို2029-2028စရသည်မှာဧက 6 သိန်းထိတိုးမြင့်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်ယာထားဆောင်ရွက်လည်းရှိနေပါတယ်။အရေးသွေးမီဝါကုန်းနဲ့ချီတယ်များထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းပညာကိုပံ့ပိုးကူညီပေးနေတယ်လို့ခိမီဝါကြီးဆက်ဝါပန်ဆက်များဝယ်ယူရရှိနိုင်တဲ့အတွက်လိုအပ်တဲ့ရှင်းငွေတွေကိုလည်းထုတ်ချေပေးလျက်ရှိနေပါတယ်။စိုက်ပျိုးလုပ်ငန်းတွေအတွက်အဓိကကျတဲ့စိုက်ပျိုးရေးလုံလုံလောက်ရှိစေဖို့အတွက်ဆိုလာစနစ်နဲ့မြေရည်စီမံကိန်းများကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။နိုင်ငံတကာရဲ့စီးပွားရေးအရှိန်ဟုန်ဖမှုတိုးတက်လာစေဖို့တဲ့လမ်းပန်းဆက်သွယ်မှု
ကောင်းမွန်ရေးဟာလည်းအလွန်ရေးကြီးတဲ့မောင်းနဲ့အားတစ်ခုဖြစ်ပါတယ်။လမ်းမဆက်သွယ်ရေးကောင်းမွန်မှစီးပွားရေးဖွံ့ဖြိုးမှုဆွေတဲ့ဆောင်ဖို့နဲ့အညီကျွန်တော်တို့အစိုးရအနေနဲ့ပြည်တော်စုတော်မှလုံးမှာရှိတဲ့လမ်းတရားကွန်ရက်တွေကိုအဆင့်မြင့်တင်ခြင်းပို့ဆောင်ရေးလုပ်ငန်းများပုံမှုမြန်ဆန်လာစေဖို့နဲ့ဆက်သွယ်နည်းပညာများပုံမှုတိုးတက်လာစေဖို့ကိုလည်းဦးစားပေးလုပ်ငန်းစဉ်တရားဖြင့်ချမှတ်ဆောင်ရွက်လက်ရှိနေပါတယ်။ပြည်သူများသွားလာမှုပုံမှုမြန်ဆန်ချုံးမွေလာစေဖို့နဲ့ကုန်စည်စည်းစိမ်မှုအရှိန်ဟုန်မြင့်တင်နိုင်ဖို့အတွက်ကုန်လမ်းရထားလမ်းနဲ့ရေချောင်းလမ်းလေချောင်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်းဟန်ချက်ညီညီအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။လက်ရှိအနေအထားအရအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတိုင်းမှာကမ္ဘာနိုင်ငံရေးအခင်းကျင်းမှနဲ့အရှေ့လယ်ပိုင်းပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့73စီဈေးနှုန်းနဲ့မြင့်တက်လာမှုပြက်လက်မှုဆိုင်ရာစင်ခုံမှုတွေနဲ့ရင်ဆိုင်ရလျက်ရှိပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့73စီပုံမှာမိခိုမှုကိုရှော့ချနိုင်ဖို့မိသားကဏ္ဍကိုလည်းအရှိန်ဟုန်မြင့်တင်ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။အစိုးရတည်ရဲ့ရပ်ပေါင်း100စီမံချက်အတွင်းရန်ကုန်မန္တလေးရန်ကုန်မိုးလေမြိုင်နဲ့ရန်ကုန်ပြည်ရထားလမ်းများကိုအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိသလိုမြမပြည်သူများသွားလာရေးအဆင်ပြေစေဖို့အတွက်တရက်လျင်လူသစ်ရထားစုစုပေါင်း86စင်းပြည့်စွက်ပေးလျက်ရှိနေပါတယ်မော်ဒရင်ခန္ဓာမှာလည်းဓာတ်ဆီဒီဇယ်အစားလျှက်စစ်စွမ်းအင်သုံး EV ယာဉ်များကိုလည်းအစားတို့အသုံးပြုနိုင်ရုပ်ကိုလည်းအထူးအားပေးဆောင်ရွက်လျက်ရှိနေပါတယ်။အလားတူစွာပဲကုန်ကျစရိတ်သက်သာစေတဲ့ရေချောင်းတရုတ်ပို့ဆောင်ရေးအတွက် AR မြစ်နဲ့ချင်းတွင်းမြစ်တို့ကိုရာသီမူရေးထိရောက်စွာအသုံးပြုနိုင်စေဖို့အတွက်ရေလမ်းကြောင်းပြုပြင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။လေကြောင်းပို့ဆောင်ရေးအနေနဲ့လေကြောင်းလိုင်း9လိုင်းကလေယာဉ်စုစုပေါင်း32စင်းပြည့်စွက်ပေးလျက်ရှိနေပါတယ်။မန္တလေးဒေသကြီးပြည်ဦးလူမျိုးမှာရှိတဲ့အနီးစကလေဆိပ်ကော့တောင်ဘိတ်ဒဝဲပသိမ်ပကံညောင်ဦးတက်ချိလိတ်လေဆိပ်တွေကိုလည်းခီးသက်တင်ချက်လေယာဉ်များစစ်သက်နိုင်စီဖို့အတွက်လေယာဉ်ပြေးလမ်းတွေကိုလည်းအဆင့်မြင့်တင်ခြင်းနဲ့ပြုပြင်ထင်းထင်းခြင်းလုပ်ငန်းတွေပါဝင်စီမံချက်10ခုကိုလည်းရပ်ပေါင်း100တွေအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နိုင်ခဲ့ပါတယ်။အခြားလေဆိပ်များကိုလည်းအဆင့်မြင့်တင်ခြင်းများဆက်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြည်သူတို့ရဲ့လူမှုစီးပွားဘဝအဆင့်မြင့်များရုပ်တဲ့လက်စစ်တာအလုံးလောက်စွာရရှိရလည်းအလွန်ရေးကြီးပါတယ်။လက်စစ်တာလိုအပ်ချက်ကိုကာလတွေဖြစ်ရှိနိုင်ဖို့အတွက်တဘာဝဓာတ်ငွေရည် LNG ကိုအသုံးပြုတဲ့ဓာတ်ပေးဆဲကိုစီမံကိန်းတွေအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော်တို့ဆွေးနွေးအနေနဲ့ပြည်တွင်းကလျှက်စစ်နဲ့စွမ်းရည်အရင်းမြစ်တွေကိုမှခြေခံပြီးတင်းတော်တဲ့လျှက်စစ်ဓာတ်ထုတ်လုပ်မှုကိုတွက်ချင်းစဉ်းစားတဲ့နေရာမှာနေအောင်ကြီးစွမ်းရည်ဟာကျွန်တော်တို့နိုင်ငံအတွက်အထူးတင်းတော်တာကိုလည်းတွေ့ရှိရပါတယ်။ AR ပြမမြေကြီးပေါ်မှာလည်းအနိတ္တမနဲ့
ဒါပေးစေုံနေတိစနိုင်ဖို့တဲ့လေးလာမှုတွေဆောင်ရွက်လက်ရှိနေပါတယ်မြေစုံစီမံကိန်းပါဝင်တိဆောက်မဲ့လျှက်စစ်စီမံကိန်း10ခုကိုလည်းဆက်လက်အကောင့်ထဲပေါ်ဆောင်နိုင်မယ်ဆိုရင်နိုင်ငံတော်တဲ့လိုအပ်တဲ့လျှက်စစ်ဓာတ်ပမာဏကိုအပြည့်အဝဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့အတွက်ကျိုးစားအကောင့်ထဲပေါ်ဆောင်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်ကျွန်တော်တို့ဆိုအနေနဲ့နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍမြင့်တင်ရေးအတွက် KG+9 အထိမတိမနေရပညာစနစ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍတိုးတက်လာစေဖို့အတွက်နိုင်ငံတော်ဘာသာငွေတွေကိုပညာရေးကဏ္ဍမှာပုံမှုတိုးမြင့်ရည်နှီးမြှုပ်နှံခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကဏ္ဍတိုးတက်ဖို့အတွက်2026-2029ဘာသာရေးနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်ပဲနိုင်ငံတော်ဘာသာငွေရဲ့ 6.92% အသုံးပြုသွားမှာဖြစ်တယ်လို့တခြားဝန်ကြီးဌာနတွေရဲ့ပညာရေးကဏ္ဍတွေအပါအဝင်နိုင်ငံတော်ဘာသာငွေကနေ 9.22% အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။လာမယ့်2029-28ခုနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်နိုင်ငံတော်ဘာသာငွေရဲ့ 10% နဲ့မနည်းတိုးမြင့်အသုံးပြုသွားမှာဖြစ်ပြီးလာမယ့်တစ်နှစ်ကျော်2028-29ဘာသာနှစ်မှာပညာရေးကဏ္ဍအတွက်နိုင်ငံတော်ဘာသာငွေရဲ့ 15% အထိတိုးမြင့်အသုံးပြုသွားဖို့စီမံဆောင်ရွက်နေပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံသားတို့ရရှိမဲ့ပညာသင်ယူမှုအခွင့်အရေးကိုအလေးထားသလိုပြည်သူ့အကျိုးကိုရှေ့ရှုပြီးကျောင်းပြပရောက်နေတဲ့ကလေးတွေကိုကျောင်းပြန်လည်ရောက်ရှိစေဖို့တဲ့ placement test အထူးအစီအစဉ်ကိုပြုလုပ်ပေးခဲ့ပါတယ်။ပညာရေးအားနည်းတဲ့ဒေသတွေအတွက်အထူးစီမံချက်တွေချမှတ်ပြီး KG+9 အထိပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်သလိုစက်မှုစိုက်ပျိုးမွေးမြူရေးထက်တန်းကျောင်းတွေကိုလည်း92ကျောင်းထိဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ဗလာ9တာနဲ့ပြည့်ဝတဲ့ကျောင်းတွေဖြစ်စေဖို့တဲ့အခြေခံပညာကဏ္ဍမှာSmart School နဲ့ Full for School Program တွေကိုလည်းကျွန်တော်တို့ဆိုရရဲ့ရက်ပေါင်း100ကာလအတွင်းမှာအားကစားရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေနဲ့ပေါင်းစပ်ဆောင်ရွက်လက်ရှိပါတယ်။ထိုင်းပြည်နယ်တိုင်းဒေသကြီးတည်တည်မှရှိတဲ့တက္ကသိုလ်ကြီးများမှာလည်းဝန်ထမ်းတွေခမ်းမများအပန်းပြေရိပ်သာများအစိမ့်မြေဘောလုံးကွင်းနဲ့အားကစားယူမှလည်းတိစောက်ပေးလက်ရှိနေပါတယ်။အစိမ့်မြေပညာရေးမှာသုတေသနဆွမ်းရည်တိုးမြင့်ရေးဗဟိုဌာန CRI ကိုရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့နေပြည်တော် State Academy မှာတည်ထောင်ပေးနေပြီးသုတေသနလုပ်ငန်းတွေဆောင်ရွက်လက်ရှိနေပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့အာကာသနည်းပညာကဏ္ဍမှာကမ္ဘာနိုင်ငံတွေနဲ့ရင်မောင်တန်းဆောင်ရွက်နေဖို့မြန်မာအာကာသအေဂျင်စီကိုလုပ်ငန်းတာဝန်လက်ပံခွင့်တွေနဲ့အတူဖွဲ့စည်းတောင်းပေးရထားခဲ့ပြီးလက်ရှိမှာတော့အာကာသပြတဲ့ဖွင့်နေတာလူငယ်တွေအတွက်အာကာသဆိုင်ရာပြိုင်ပွဲတွေပြည့်ပြုပြီးတာစတဲ့လူထုပညာပေးရေးအစီအစဉ်တွေမှာစီစဉ်ဒီမှသည်ဂျိုဒုမြေပြင်ထင်းချိုရေးစကန်တိဆောက်ခြင်းအထိဆောင်ရွက်နေခဲ့ပါတယ်။ဒါပြင်မြန်မာအာကာသရည်မှုတွေအာကာသခီးစဉ်မှာလိုက်ပါဝင်နိုင်ဖို့အတွက်ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးအာကာသရည်မှုလောင်းတွေကိုစီစဉ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရန်ဆောင်ရွက်နေပါတယ်။ခင်မီဖင်ဖို့တိုးတက်တဲ့ဒီမိုကရေစီတစ်ကိုတည်ဆောက်တဲ့နေရာမှာနိုင်ငံသားအလုံးပညာရေးမြင့်မားဖို့လိုအပ်တယ်လို့ဒီမျိုးသားတို့ကျမ်းမာကြမ်းခိုင်ဖို့ကလည်းအခြေခံကြပြီးအဓိကကြတဲ့အချက်လည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ဒုနယ်ပြုနဲ့တာဖွာတင်နာကျောင်း15ကျောင်းကိုဒုနယ်ပြုသိပ္ပံများအဖြစ်အဆင့်မြင့်တင်ပြီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီးရရှိနေတဲ့ဒုနယ်ပြုသိပ္ပံဒုနယ်ပြုနဲ့တာဖွာနှင်းနဲ့တင်နန်းကျောင်း29ကျောင်းကိုလည်းဦးစားပေးအနေနဲ့ဖွဲ့စည်းပုံတိုးမြင့်ပေးခဲ့ပါတယ်။အစိုးရတက်ကရက်ပေါင်း100စီမံချက်အတွင်းမှာပြည်သူတွေရဲ့ကျန်းမာရေးအတွက်ထိရောက်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့ပြီးမြို့နယ်90မှာလည်းကျန်းမာရေးမြင့်တင်မှုတွေလှုပ်ဆောင်မှုဒုတိယကျန်းမာရေးဦးစီးမှုတွေလည်းခန့်ထားတာဝန်ပေးနိုင်ခဲ့ပါတယ်Jab
sama sông dài nhẹ sân nét đã cha piu du sao sao bị mê leo la lên la mi anh xin nhà về ကျွန်တော်တို့နိုင်ငံမှာအရင်ကလူငယ်နဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနဆိုပြီးတီးခြားမရှိခဲ့ပေမဲ့အနာဂတ်နိုင်ငံတော်တဲ့တန်ဖိုးမဖက်တဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုပုံမှုလေးထားအကောင့်တွေပေါ်ဆောင်ရွက်နိုင်ဖို့လူငယ်ရေးဝန်ကြီးဌာနကိုလည်းတီးခြားဖွဲ့စည်းခဲ့ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုမျှော်မှန်းချက်အဖြစ်ဆောင်းရည်ပြပသောလူငယ်အားကောင်းသောနိုင်ငံမျှဝေပိုင်ဆိုင်သောအနာဂတ် Empowered Youth Strong Nation Share Future ဆိုတဲ့ဆောင်ပုဒ်ကိုချမှတ်ပြီးမြို့သားစဉ်လူငယ်ဖွံ့ဖြိုးရေးမူဝါဒမူပုံတည့်ရေးဆွဲကမဟာဗျူဟာရေတိုရေစီမံကိန်းတွေရေးဆွဲအကောင့်ထဲပေါ်ဆောင်တော့မှဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်မြန်မာအာကစားကဏ္ဍပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေ့ရှုပြီးအာကစားရေးရာဝန်ကြီးဌာနကိုလည်းတီးခြားဖွဲ့စည်းပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုအနေနဲ့မြန်မာမျိုးသမီးတွေနယ်ပယ်အသီးသီးမှာစမ်းစွမ်းရည်တွေပုံမှုမြင့်မားလာစေဖို့မျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်းတီးခြားဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါတယ် MSME လုပ်ငန်းတွေဟာကွန်ထရိုးမှုစီရဲ့မြန်မာလာခြင်းနဲ့အရင်းအနှီးအခက်အခဲတွေရင်ဆိုင်နေကြပါတယ်ဒီတည်းလည်းနိုင်ငံတော်အစိုးရအနေနဲ့ဤပညာများဖန်ဖိုးပေးခြင်း MSME လုပ်ငန်းများတဲ့ချင်းငွေများပေးခြင်းနဲ့လုပ်ငန်းရှင်များရဲ့အခက်အခဲတွေကို one stop service များအနေနဲ့တထိုင်နဲ့ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိနေပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥပဒေချက်ကိုအကောင့်တွေဖော်နိုင်ဖို့နဲ့ MSME ကဏ္ဍကိုအရှိန်ဟုန်မြင့်အားပေးဆောင်ရွက်ဖို့တွေလည်းစက်မှုနဲ့အသေးစားအငယ်စားအလတ်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာတရားဥပဒေစိုးမိုးရေးကအခြေခံအကျဆုံးဗရဏကျတဲ့အုံမြင့်ဖြစ်တဲ့အတွက်ဥပဒေအသိပညာလူတွေသိရှိနားလည်စေဖို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ဆွေးနွေးပွဲကိုလမ်းညွှန်ချက်ပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။နေမီဒေသလိုက်မူရည်စေဝါတားဆီးနှိမ်နင်းရေးနဲ့ online လိမ်လည်မှုလောင်းကစားမှု online scam တိုက်ဖျက်ရေးတွေကိုလည်း PPCC ကောင်တွေဖြည့်ရှင်းဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။ online လိမ်လည်မှု online လောင်းကစားမှုတွေဟာလူများစုပေါ်မှာကျူးလွန်တဲ့ကြီးလေးတဲ့ရစင်းမှုတွေအဖြစ်ကျွန်တော်တို့အစိုးရကသတ်မှတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့လုံးဝလက်ခံခွင့်လွှတ်မှာမဟုတ်ပဲပြင်းပြထန်တာနှင်းနှင်းချေမှုနဲ့ရှိနေပါတယ်။ယနေ့အထိ online လေးလေလောင်းကစားမှုကျူးလွန်သူနိုင်ငံပေါင်း58နိုင်ငံကပြည်ပနိုင်ငံသားတရားခံ9,950ကိုဖမ်းဆီးပြီးတက်ဆက်နိုင်ငံတွေကိုလည်းပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ဒီထူးခြားလုပ်ငန်းတွေကျွန်တော်နိုင်ငံအတွင်းမှာပြန်လည်အခြေမချနိုင်စေဖို့တဲ့တရားမဝင်ဆက်လုပ်ထားတဲ့အဆောက်အဦတွေကိုလည်းအပြီးတိုင်ဖြိုချဖြစ်စီရှင်းနေတာကိုလည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ EAO အမည်ခံလက်နက်ကိုင်အချို့ပေါ်တဲ့အဓိကဘုံငွေရနေတဲ့လုပ်ငန်းဟာမူရင်းစေဝါလုပ်ငန်းဖြစ်ပြီးသူတို့တွေလုံးဝလက်မလွတ်နိုင်တဲ့အဓိကစီးပွားလုပ်ငန်းဖြစ်တဲ့အတွက်အခုအချိန်ထိဆက်လက်ထုတ်လို့ရောချနိုင်သေးတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုထုတ်လို့နိုင်နေခြင်းကိုလည်းထိရောက်စွာတည်ဖော်ထုတ်ပြီးနှင်းနှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့ယနေ့မိမိတို့အစိုးရတာဝန်ယူခဲ့တဲ့ရက်ပေါင်း100ကာလဟာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေကိုစတင်ချက်မှတ်နေတဲ့တမိုင်းဝင်ကာလတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကိုလက်ကင်ထားပြီးဂါနာစုံမှာအရှိန်ဟုန်နဲ့ဆောင်ရွက်ရရှိနေပါတယ်။ကျွန်တော်တို့ဆိုရဟာနိုင်ငံတော်နဲ့ပြည်သူကပေးရလာတဲ့တာဝန်တွေကိုတစ္ဆာရှိကြည်ကြည်ပြည့်ပြည့်ထမ်းဆောင်တော်မှာဖြစ်ပါတယ်ဒီလိုတာဝန်ထမ်းဆောင်နေရမှာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပြည်သူလူထုရဲ့လူမှုစီးပွားမြင့်တင်ရေးစတဲ့ကိစ္စရပ်တွေကိုကျွန်တော်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ကဥတီချက်ရည်မှန်းချက်တွေချမှတ်ပြီးအကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စူးစီးညွှန်ညွှန်တဲ့ပြည်ထောင်စုကြီးမဖြစ်အောင်တည်ဆောက်အကောင့်တွေပေါ်ဆောင်သွားကြဖို့အဓိဋ္ဌာန်ချမှတ်ထားပါတယ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စင်ခုံမှုတွေနဲ့အခက်အခဲတွေဟာဘလောက်ပဲကြီးမားနေပါစေပြည်ရင်အားဒီပြည်တွင်းမှာသာရှိသည်ဆိုတဲ့ဆောင်းဖို့အတိုင်းပြည်သူနဲ့အစိုးရဟာမစုံမနစ်တဲ့ဇွဲလုံးလာတွေနဲ့လက်လွဲညီညီဆောင်ရွက်သွားမယ်ဆိုရင်ဒီအခက်အခဲတွေကိုအခွင့်အလမ်းပြပုံဖော်ဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတာကျွန်တော်ကောင်းစွာယုံကြည်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံတော်တစ်ကိုတိဆောက်သွားမှာဖြစ်ပါတယ်ဒီလိုတိဆောက်တဲ့နေရာမှာ
အတွေးခေါ်တွေနောက်ကျမကြံရည်စေဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နိုင်ငံတော်တစ်တိဆောက်ရေးကိုအရှင်ရအောင်ကျွန်တော်အနေနဲ့2 နှစ်အချိန်ယူပါမယ်အချိန်ဝန်းနဲ့တိဆောက်မှုလဲ3 နှစ်အချိန်ယူဆောင်ရွက်သွားပါမယ်ပြည်သူလူထုတရားလုံးကလည်းကျွန်တော်နဲ့တူကဏ္ဍအသီးသီးမှာတက်ကြွစွာပါဝင်ကူညီပေးကြဖို့အလေးနဲ့တိုက်တွန်းရင်းညီကုန်းချော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလွန်ခဲ့သောရက်ပေါင်း100ကာလတွင်နိုင်ငံတော်အစိုးရရဲ့အဓိကကဏ္ဍအသီးသီးမှာသက်ဆိုင်ရာဌာနများဖွဲ့စည်းများနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ရရှိလာခဲ့တဲ့လက်တွေ့ကျတဲ့တိုးတက်ပြောင်းလဲမှုများနဲ့အောင်မြင်မှုသမိုင်းမှတ်တိုင်များကိုမိဘပြည်သူများထင်ရှားစွာမြင်တွေ့ခဲ့ကြရပြီးပြီဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအစပြုတဲ့ရက်ပေါင်း100စီမံကိန်းနဲ့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဆိုလို့ရှိရင်နိုင်ငံတော်အသစ်ကိုတည်ဆောက်တဲ့နေရာမှာအရေးကြီးတဲ့ခြေလှမ်းတစ်တစ်လည်းဖြစ်ပါတယ်စစ်မှန်တဲ့အစိုးရအမျှော်မြင်ရှိတဲ့ကောင်းဆောင်မှုနဲ့ပြည်သူလူထုတို့ရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေဖြင့်ကျွန်တော်အမိနိုင်ငံတော်ကြီးကိုအေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အဖြစ်ကိုမလွဲဧကန်တည်ဆောက်နိုင်မှာဖြစ်ပါကြောင်းကိုယုံကြည်မိပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာအစိုးရအဖွဲ့ဝင်များအနေနဲ့လည်းမိမိတို့အတွေ့အကြုံတွေနဲ့စွမ်းဆောင်ရည်တွေကိုပေါင်းစပ်ပြီးတော့နိုင်ငံတော်အကျိုးနဲ့ပြည်သူလူထုအကျိုးစီးပွားကိုအမှန်တကယ်ဖော်ဆောင်ပေးဖို့အတွက်လည်းနိုင်ငံတော်သမ္မတကြီးအနေနဲ့လမ်းညွှန်မှာကြားထားပြီးလည်းဖြစ်ပါတယ်။ဘယ်လိုပဲဝေဖန်မှုတွေနဲ့စိန်ခေါ်မှုတွေရှိနေပါစေနိုင်ငံတော်ရဲ့အနာဂတ်မှာရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်မဆုတ်မနစ်တဲ့ဇွဲလုံးလဝရိယတွေနဲ့ကျွန်တော်တို့အားလုံးစူးစမ်းဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ခင်ဗျာ။နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာအစိုးရရက်တရားပြည့်နိုင်ငံတော်အခြေပြမိန့်ကိုပြောကြားပြီးမှလည်းမီဒီယာတွေရဲ့မေးမြန်းချက်တွေကိုအခုလိုပဲဖြေကြားသွားပါတယ်ခင်ဗျာသမ္မတကြီးမင်္ဂလာပါခင်ဗျာဒီမှာတော့သတင်းဌာနဥပဝင်ပါခင်ဗျာသမ္မတကြီးလူငယ်တွေအတွက်သတင်းစကားလေးပါပေးပါလားခင်ဗျာလူငယ်တွေတစ်ချက်တော့ကိုယ့်ဘဝအတွက်ကြိုးစားကြဖို့တို့တယ်ကြိုးစားကြဖို့ကျွန်တော်တို့ခုနကျွန်တော်သုံးသပ်သွားပါတယ်ပညာရေးအားနည်းချက်ရှိနေတယ်လူငယ်တွေထဲမှာပညာရေးကိုကျွန်တော်ကြိုးစားပြီးတော့ပညာတတ်တွေဖြစ်အောင်လုပ်ကြဖို့တို့တယ်တစ်ချက်တော့နောက်စီကာနဲ့ပတ်သက်ပြီးတော့သိရှိအောင်လုပ်ကြဖို့တို့တယ်နောက်ကြိုးစားအထောက်ချဖို့တို့တယ်နောက်ကောင်းတဲ့နောက်တစ်ခုပြောချင်တာတော့အပျော်ပါးတွေချော့စေချင်တယ်အဲ့ဒါလူငယ်တွေတက်ပေါ့နော်ကြိုးစားကြည့်တိုင်းပြည်တဲ့အလားအလာတွေအများကြီးရှိပါငင်းငင်းအတွက်လည်းစကားလက်ဆောင်လုပ်ပြီးပါခင်ဗျငင်းတော့ကျွန်တော်တို့လူချင်းတဲ့ဆန္ဒဖြစ်ပါကျွန်တော်တို့လူချင်းသုံးဆန္ဒပါတိုင်းပြည်ငင်းချမ်းမှာပဲတိုင်းပြည်တိုးတက်အောင်လုပ်လို့ရမှာနိုင်ငံတကာနဲ့ရင်ဆိုင်နေမှာလည်းဖြစ်တယ်အဲကြောင့်ဒီခေတ်ကာလနဲ့ကိုက်ညီတဲ့အခြေအနေကိုတွားနိုင်ဖို့အတွက်ကျွန်တော်တို့တက်ဆိုင်တဲ့ပုံကိုများလည်းဒါကိုမြန်မာကြီးကြီးနဲ့လှုပ်ဆောင်သွားကြဖို့လည်းလိုအပ်ပါတယ်အဲတော့ဖြစ်နေတာတွေကျွန်တော်လုပ်ကြမယ်ဆိုရင်ဖြစ်ပါတယ်မဖြစ်နေနိုင်သွားမယ်ဆိုရင်တော့အခက်အခဲတွေရှိနေကြမှာဖြစ်ပါတယ်အဲကြောင့်အဲ့ဒီငင်းညံ့ရတော့ကျွန်တော်နိုင်ငံရဲ့အဓိကဦးစားပေးဖြင့်လိုအပ်ချက်ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောချင်တာကြောင့်သက်ဆိုင်သူများအားလုံးကလည်းဒါကိုအတိတရားရှိနဲ့ဝယ်မှုလှုပ်ဆောင်ပေးချဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့အောင်ပါမိဘပြည်သူများခင်ဗျာရက်ပေါင်း100ဆိုတာအစမှတ်တာဖြစ်ပါတယ်အစိုးရရဲ့အတွေ့အကြုံကောင်းတွေနဲ့အခြေခံကောင်းတွေကိုပေါင်းစပ်ပြီးတော့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုဆက်လက်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့သတင်းတွေပြန်ကြားရေးပြုလို့ PPIB ကနေမှတ်တမ်းပြုတင်ပြလိုက်ရပါတယ်ကျွန်တော်ကျော်ဆွေအောင်ပါ